မင်္ဂလာပါမိတ်ဆွေတို့ရဲ့ပဝင်းကျင်မှာအိမ်တွင်းကြမ်းဖက်မှုကိုခံနေရတယ်လို့စိတ်ထဲမှာထင်နေတဲ့မိသားစုတွေများရှိမလားဗျတခါတလေမှာကိုယ့်ရဲ့အိမ်ဘေးမှာရှိတဲ့လူကဒါမှမဟုတ်ကိုယ့်ရဲ့တိုက်ခန်းဘေးမှာရှိတဲ့အခန်းကကိုယ်နဲ့မျက်စောင်းထိုးကဒါမှမဟုတ်ကိုယ့်ရဲ့ကွက်ထဲကိုယ့်ရွာတွေကအိမ်တိမ်မှာယောက်ျားဖြစ်သူကမိန်းမဖြစ်သူကိုအိမ်တွင်းအကြမ်းဖက်နေတာမျိုးတို့မိဘတွေကသားသမီးတွေကိုအိမ်တွင်းအကြမ်းဖက်နေတာမျိုးတို့ကိုမိတ်ဆွေတို့မြင်မှုကြုံမှုကြလားဗျတကယ်တော့ဒီကိစ္စဟာတာမန်ကိစ္စတခုမဟုတ်ပါဘူးဘယ်လိုတာမန်ကိစ္စမဟုတ်တာလဲဆိုတော့ဒီကိစ္စဟာဒီလိုဖြစ်နေပါတယ်ဆိုတာကိုတော့မှတည်တည်ချာချာဖော်ထုတ်ဖို့ခဲရင်ပါတယ်မိတ်ဆွေနားရှုပ်သွားလားမသိဘူးဒါကဘာကိုဆိုလို့ချင်တာလဲဆိုတော့တခါတလေမှာယောက်ျားဖြစ်သူကသူ့ရဲ့ဇနီးဖြစ်သူကိုအိမ်တွင်းအကြမ်းဖက်နေတယ်ဆိုရင်ဇနီးဖြစ်သူကလည်းအကြောင်းမျိုးမျိုးတွေကြောင့်အဲ့ဒီအကြမ်းဖက်ခံနေရတဲ့ကိစ္စကြီးကိုဘယ်သူ့ကိုမှဝန်ခံတာမျိုးတို့စကလုံးအဖြစ်ပေါ်ပြတာမျိုးတို့အမူအရာအဖြစ်ပေါ်ပြတာမျိုးတို့ကိုမပြုတ်လို့မချင်းပတ်ဝန်းကျင်ကလူတွေအနေနဲ့ decision တစ်ခုချဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်နိုင်ငံမှာအခုနောက်ပိုင်းပိုပြီးဆိုတာကဘာလဲဆိုတော့သူကိစ္စသူဖြစ်တာကွာငါနဲ့ဘာဆိုင်လို့လဲဆိုတဲ့လူတွေကပုံများလာတယ်ပိုပြီးဆိုတာကဂျားသုံးဂျားမဝင်နဲ့ဆိုတဲ့မြန်မာစကားပုံတွေကလည်းရှိနေတယ်အဲ့တော့ဘာတွေဖြစ်လာကြလဲဆိုတော့သူတို့လင်မယားဖြစ်တဲ့ကိစ္စသူတို့နဲ့ပဲဆိုင်တယ်သူတို့တားမိချင်းဖြစ်တာသူတို့ဘာသာပဲဖြည့်ရှင်းလိမ့်မယ်ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတဲ့လူမျိုးတွေကပိုပြီးတော့များလာပါတယ်အဲ့ဒါတကူကကြတော့ဒီခေတ်ကာလရဲ့အနေထားရလဲအဲ့ဒီအပိုင်းကိုပိုပြီးတော့ဦးတည်လာတယ်ပေါ့ဗျာဟုတ်ပြီဗျဒါဆိုရင်တော့ထားပါတော့ကျွန်တော်တို့ဒီကနေ့အခုမျှဝေပြီးမယ်ဒီဇလန်ဟာလေအိမ်တွင်းအကြမ်းဖက်မှုနဲ့အများကြီးဆိုင်ပါတယ်အထူးသဖြင့်အိမ်တွင်းအကြမ်းဖက်မှုဖြစ်လာရာကြီးရဲ့အကြောင်းရင်းအနေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ဒီဗီဒီယိုကိုကြည့်တဲ့အခါမှာအများကြီးနားလည်ပါလိမ့်မယ်ဒီစိတ်ချနေမျိုးဟာဘယ်နေရာမျိုးကစပြီးတော့အခြေပြုတယ်ဆိုတာကိုအခုဒီဗီဒီယိုကိုကြည့်နေကြတဲ့အထဲထဲမှာကျွန်တော်နဲ့တက်တူရွယ်သူဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်ထက်ငယ်တဲ့ညီငယ်ညီမငယ်တွေပဲဖြစ်ဖြစ်ကျွန်တော်ထက်ကြီးကြတဲ့အကူအမဦးလေးတော်တွေပဲဖြစ်ဖြစ်စုံအောင်ကြည့်ပါ။ဘာကြောင့်စုံအောင်ကြည့်ခိုင်းတာလဲဆိုရင်တော့ဒီဗီဒီယိုထဲမှာအကြမ်းဖက်မှုတစ်ခုဖြစ်စီနိုင်လောက်တဲ့စိတ်အခြေအနေဟာဘယ်လိုနေရာကနေဦးတည်လာတယ်ဆိုတာကိုကျွန်တော်တည်တည်ချာချာလေးရှင်းပြမှာမဟုတ်လို့ပါ။ဟုတ်ပြီဒါဆိုရင်တော့ထုံးစံတိုင်းကျွန်တော်တို့ဒီဇလန်ဘက်မှာဖြစ်ခဲ့တာလေပြီးတော့ဒီဇလန်နဲ့မှာဘယ်သူတွေပါဝင်လဲဆိုတဲ့အပိုင်းကိုသွားပါမယ်။ပထမဆုံးအနေနဲ့ဒီဇလန်ဖြစ်ခဲ့တဲ့နေရာကတော့အင်္ဂလန်အလယ်ပိုင်းမှာရှိတဲ့ Egerton ဒါဘီရှိုင်းယာမြို့မှာဖြစ်ပွားခဲ့တာပါအတိအကျပြောရရင်တော့ဒါဘီရှိုင်းယာမြို့ရဲ့ Norman လမ်းမပေါ်မှာဖြစ်ပွားခဲ့တာပါပြီးတော့ဒီဇလန်ထဲမှာဘယ်သူတွေပါဝင်လဲဆိုရင်တော့ပထမဆုံးတစ်ယောက်ကကျတော့ Sarah Henshaw လို့ခေါ်တဲ့အမျိုးသမီးဖြစ်ပါတယ်နောက်တစ်ယောက်ကကျတော့ Darren Hall လို့ခေါ်တဲ့အမျိုးသားပါနောက်တစ်ယောက်ကကျတော့ Lorraine လို့ခေါ်တဲ့အမျိုးသမီးဖြစ်ပါတယ်ဒီတော့ဇလန်ထဲမှာပါတာဟာအမျိုးသားက1ယောက်အမျိုးသမီးက2ယောက်ပေါ့ဗျာအမျိုးသမီးက2ယောက်ဆိုပေမဲ့လည်းအဓိကကြတဲ့1ယောက်ကိုပဲကျွန်တော်ဦးတည်ပြီးတော့ပြောပါမယ်သူရဲ့နာမည်ကကျတော့ Sarah Henshaw လို့ခေါ်တဲ့အမျိုးသမီးပါကျွန်တော်တို့မှတ်ရလွယ်ကူအောင် Sarah လို့ပဲပြောပြီးတော့အမျိုးသားကိုတော့ Darren လို့ပဲပြောပါမယ်ဒီတော့ Darren နဲ့ Sarah ပေါ့ဗျာဒီတော့ဒါ Sarah နဲ့ Darren တို့ရဲ့ငယ်ဘဝကနေစပြောပါမယ်နှစ်ယောက်စလုံးရဲ့ငယ်ဘဝဟာထူးထူးခြားခြားဘာမှမရှိပါဘူးတာမန်မိသားစုလေးတွေကနေမွေးဖွားလာတဲ့အဲ့ဒီတာမန်မိသားစုတွေမှာပဲကျင်လည်ပြီးတော့ကျောင်းဒီပါတွေတက်အချိန်တန်ဘွဲ့ရအိမ်အောင်တွေပါတွေကြားပြီးတော့ကိုလန်းကိုလျှောက်ကြတာပါပထမဆုံးအနေနဲ့ဆာရာရဲ့အကြောင်းကိုပြောမယ်ဆိုဆာရာဟာငယ်စဉ်ကလေးကတာမန်မိသားစုတစ်ခုကနေကြီးပြင်းခဲ့တာဆိုတော့သူ့ဘဝမှာထူးထူးခြားခြားဘာအိမ်မက်မှမရှိပါဘူးဘလောက်ကြီးချမ်းသာရမယ်လို့ငါဘလောက်ကြီးပညာတက်ရမယ်လို့ဆိုတာမျိုးလည်းသူ့မှာမရှိပါဘူးသူ့မှာရှိတာဆိုလို့အချိန်တန်ရင်ကြောင်ပြီးဘွဲရသွားတဲ့အခါမှာအိမ်အောင်ကောင်းကောင်းရှာပြီးတော့ပြုတ်မယ်ကိုချစ်တဲ့လူနဲ့ဒါဘဝသက်ဆုံးတိုင်အေးဆေးဆေးနေမယ်ဆိုတဲ့အတွေးလေးဒါလေးပဲရှိတယ်ဒီတိုင်းပဲသူဟာဘဝကိုပုံဖော်ခဲ့ပါတယ်ဒီလိုကြောင့်ဆာရာအကြောင်းပြီးသွားတဲ့နောက်ပိုင်းမှာတော့ဒါသူနဲ့တယောက်နဲ့တယောက်နားလည်မှုတွေပြီးနိုင်မယ်ထင်တဲ့အမျိုးသားတယောက်နဲ့သူဟာလက်ချက်လိုက်ပါတယ်အဲ့လိုလက်ထပ်ပြီးတိတ်မကြလိုက်ဘူးဗျာ3နှစ်လောက်ပဲကြာပါတယ်သမီးလေးတယောက်ရလာပါတယ်သမီးလေးတယောက်ရပြီးတဲ့နောက်ပိုင်းမှာတော့ဘလောက်မှတော့မပေါင်းရသေးဘူးအဲ့ဒီမျိုးသားနဲ့သူဟာကြောက်ကဆက်တွေဖြစ်ပြီးတော့တယောက်နဲ့တယောက်စိတ်ခတ်မသိတဲ့အခါမှာနောက်ဆုံးတော့လမ်းခွဲလိုက်ရတယ်ပေါ့တခါတလေမှာအိမ်တော်ကြီးလမ်းခွဲတယ်ဆိုရဲအပိုင်းတွေကလည်းပြောရတော့ခက်တယ်ဗျဘယ်လိုပြောရခက်တာလဲဆိုတော့တချို့အိမ်တော်ကြီးလမ်းခွဲမှုတွေဟာနှစ်အကြာကြီးအချိန်ကြီးအကြာကြီး
အဆိုင်ခဲတွေများလာတဲ့အခါမှာမထိန်နိုင်တော့လွန်းလို့ပေါက်ကွဲထွက်ပြီးတော့လမ်းခွဲကြတာရှိတယ်လို့တချို့ကြတော့လည်းဘာမဟုတ်တဲ့အသေးမွားကိစ္စလေးကနေလမ်းခွဲသွားတာမျိုးတွေရှိတယ်ရှေ့ကဗီဒီယိုဒီမှာကျွန်တော်မျှဝေပေးခဲ့တဲ့တပုတ်ဆိုရင်တာမန်တယောက်နဲ့တယောက်စကနိုင်လူရင်းနဲ့စိတ်ခမသိတော့ဘဲနဲ့အိမ်တော်ကြီးလမ်းခွဲတဲ့တိဖြစ်သွားတာမျိုးတွေတော့ရှိတယ်ဒီတော့ဒီအမှုမှာဆိုရင်လေဆာရာဟာတာမန်စကားများရင်းနဲ့ဒါကရောက်ကဆက်ဖြစ်ပြီးတော့လမ်းခွဲသွားတာပါဒီတော့ဆာရာတယောက်ဘာဖြစ်သွားပြီလဲဆိုတော့ကျွန်တော်တို့မြန်မာစကားနဲ့ဆိုရင်တော့တစ်ခုလည်းဖြစ်သွားပြီပေါ့သူ့မှာတမီးလေးတစ်ယောက်နဲ့ဘဝကိုဖျက်သိမ်းရတော့မယ်ဒါပေမဲ့လည်းဆာရာဆိုတဲ့ဒီမျိုးသမီးရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့တန်တန်မာမာပဲဗျဘာကြောင့်လဲဆိုတော့ယောက်ျားကသူ့ကိုထားခဲ့ပေမဲ့လေသမီးဖြစ်သူရဲ့ဘဝကိုအမြင့်ထိတွန်းတင်မဲ့သူ့လိုမျိုးတာမန်အမျိုးသမီးတစ်ယောက်မဖြစ်အောင်ပြုစုပြောထောင်မယ်ဆိုတဲ့စိတ်ဓာတ်ကတော့သူ့မှာအပြည့်ရှိတယ်ဒီတော့ဆာရာဟာအရင်တုန်းကတော့ဘဝနဲ့ပတ်သက်ပြီးဘာမှအိမ်မက်တွေကြီးကြီးမားမားမရှိပေမဲ့သားသမီးတစ်ယောက်ရလာတဲ့အခါမှာတော့အဲ့ဒီသားသမီးအတွက်ဆိုတဲ့စိတ်ထားမျိုးနဲ့သူဟာအများကြီးလုပ်ပြီးစူးစမ်းပါတယ်အများကြီးပြင်ဆင်ပါတယ်ဘဝမှာဘာမှလူလေသေးမရှိအောင်သူဟာစူးစမ်းရပေါ့ဗျာအဲ့လိုမျိုးစူးစမ်းနေရင်ဒီနေ့မှာတော့သူနဲ့စိတ်ဓာတ်ချင်းနဲ့တူဘဝဘေးချင်းနေချင်းနဲ့တူတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံပါတယ်အဲ့ဒီအမျိုးသားရဲ့နာမည်ကတော့ကျွန်တော်စောစောကပြောခဲ့တဲ့ဒါရင်လို့ခေါ်တဲ့အမျိုးသားပါဒီတော့သူနဲ့ဒါရင်နဲ့တွေ့ကြဆုံကြပြီပေါ့အစပိုင်းမှာတော့ဒါရင်နဲ့ဆာရာတို့နှစ်ယောက်တာမန်စကားပြောကြခင်ကြမင်းညာဆိုပေမဲ့အချိန်ကာလအတိုင်းတာတစ်ခုကိုရောက်သွားတဲ့အခါမှာတော့တယောက်နဲ့တယောက်ဒါချစ်ကြခင်ကြရင်းနဲ့နောက်ဆုံးတော့လက်ထပ်ဖြစ်သွားတယ်ဆိုတဲ့အခြေအနေတစ်ခုထိရောက်သွားပါတယ်ဒီတော့ဒါရင်နဲ့ဆာရာတို့နှစ်ယောက်လက်ထပ်သွားပြီပေါ့အဲ့ဒီလက်ထပ်တယ်ဆိုတဲ့အပိုင်းကိုမရောက်ခင်ရှေ့မှာအပိုင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဆာရာတယောက်သူ့ရဲ့အမျိုးသားဖြစ်လာမဲ့ဒီအမျိုးသားကိုသူ့ရဲ့မိဘတွေနဲ့လာပြီးတော့မိတ်ဆက်ပေးတာပါဒီသက်ဒီရွယ်ဆိုတာကအိမ်တော်တစ်ခုတော့ကြာပြီဆိုတော့ဒါမှန်ဆိုရင်တော့ဗျာဘသူမှဒါကြီးကရေးကြီးခွင်ကျလုပ်ပြီးတော့မိဘတွေတော့ပြောနေစရာမလိုပါဘူးအခုသူကလည်းလာပြောတယ်ဆိုတာဟာလာပြီးအတိပေးရုံပါမိဘတွေနဲ့လာတိုင်ပင်တာမျိုးမဟုတ်ပါဘူးဒါတော့ဘာဖြစ်သွားလဲဆိုတော့အဲ့လိုမျိုးလာတိုင်ပင်တဲ့အခိုက်မှာပဲအမေဖြစ်တဲ့ကျွန်တော်ဇလိုင်းရဲ့ဆက်မှာပြောခဲ့တယ်လော်ရင်ဆိုတဲ့အမျိုးသမီးကြီးဟာသူသမီးနဲ့လက်ထက်မဲ့သူ့ရဲ့တမတ်ဖြစ်လာမဲ့ကောင်ကိုနည်းနည်းလေးတော့အရေးကဲခတ်လိုက်တယ်ဗျဘယ်လိုမျိုးရေကဲခတ်တာလဲဆိုရင်သူတို့စကားထိုင်ပြောကြတယ်ပေါ့ဗျာသမင်းတွေဘာတွေစားကြစကားတွေအလာဘာတလာဘာတွေပြောရင်းနဲ့သူ့ရဲ့ဇနီးဖြစ်လာမဲ့ဆာရာကိုထိမ့်ချုပ်တဲ့စကားလုံးတွေအများကြီးပြောတယ်တချို့သောနေရာတွေမှာတယောက်ကစကားပြောလို့တော့မဆုံးသေးဘူးကြားဖြတ်ဝင်ပြောတယ်လူကြီးကပြောနေလို့လည်းပြောနေမှမသိကြားဖြတ်ဝင်ပြောတယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်သူကပဲဦးစီးဦးဆောင်အနေနဲ့ဆုံးဖြတ်ချက်ဝင်ချပေးတယ်ဒါတော့ဒါတာမန်အပြင်ပန်းကကြည့်မယ်ဆိုရင်ဟာဒီယောက်ျားဒီကောင်လေးဒီအမျိုးသားဟာတော်လိုက်တာအင်တော်ဦးစီးဖြစ်ထိုက်တယ်အရာရာမှာဆုံးဖြတ်နိုင်တယ်သူကဆုံးဖြတ်ပေးနိုင်တယ်ဒီအင်တော်ရေးကိုသူဒါဥဆောင်နိုင်တယ်လို့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကနှောလေးနေဆိုရင်အဲ့ဒီအတိုင်းတွေးကြမှာပါဒါပေမဲ့လေသူကတော့အဲ့ဒီလိုမတွေးဘူးဗျဘယ်လိုတွေးတာလဲဆိုတော့ဒီဒါရင်ဆိုတဲ့အမျိုးသားဟာဒီကောင်ဟာအခုလိုမျိုးချစ်သူရေးစားဖြစ်နေတဲ့အချိန်မှာတော့မှဘယ်ကိစ္စကိုမဆိုသူကအရှိကနေထွန်ကျူးပြီးတော့အရန်သူစွမ်းဆောင်နိုင်လွန်းနေဆိုတဲ့ပုံစံမျိုးကြီးကိုချပြလွန်းနေတဲ့အတွက်ကြောင့်ဒီကောင်ဟာထိန်းချုပ်တတ်တဲ့ကောင်တယောက်ဆိုတာကိုလော်ရင်ကသူ့ရဲ့ဘဝအတွေ့အကြုံရတွေးမိတယ်အဲ့လိုတွေးမိတဲ့အတွက်ကြောင့်လေသူသမီးဖြစ်သူကိုသူကပြောတယ်ဘယ်လိုပြောတာလဲဆိုတော့ဒီကောင်ကိုကြည့်ရတာလိုတာတက်ပို့ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်တွေကိုပြကျလွန်းနေတယ်ဒါဟာနည်းနည်းလေး over ဖြစ်နေတယ် over item ဖြစ်နေရပေါ့ဒီအတွက်ကြောင့်သူနဲ့လက်ထက်မယ်ဆိုရင်နည်းနည်းလေးတော့စဉ်းစားပါအောင်သူ့ရဲ့အခြေအနေကိုစောင့်ကြည့်ပါအောင်လို့မိခင်ဖြစ်သူကတော့အကြံပေးပါတယ်ဒါပေမဲ့လေဆာရာတယောက်ကတော့လက်သိမခံဘူးဘာကြောင့်လက်သိမခံတာလဲဆိုတော့သူကချစ်တယ်လေကျွန်တော်တို့လူတွေရဲ့ပြဿနာအဲ့ဒါဒီထဲမှာလူငယ်တွေအများကြီးပါကြမှာပဲလူတွေကချစ်သွားပြီဆိုရင်မျက်စိမမြင်တော့ဘူးဆိုတဲ့ကျွန်တော်စကားတွေလည်းကြားမှုကြတာပဲအချစ်မှာမျက်စိမရှိဘူးလို့ဘာလို့အချစ်မှာမျက်စိမရှိတာတော့မှန်တယ်ဗျအဲ့ဒီအချစ်ကိုပိုင်ဆိုင်ထားပါတယ်ဆိုရဲကျွန်တော်တို့လူတွေမှာတော့မျက်စိရှိရမယ်အဲ့ဒီမျက်စိကအခုမြင်နေရတဲ့ဒီမျက်လုံးနှလုံးကိုပြောတာမဟုတ်အသိဉာဏ်မျက်စိကိုပြောတာအဲ့ဒီညလေးမှာတစ်ခုရှိတယ်ဗျအဲ့ဒါကဘာလဲဆိုတော့အချစ်နဲ့ပတ်သက်ပြီးတော့ပေါ့အချစ်ကကျွန်တော်တို့အားလုံးဖွင့်ဆိုထားကြတာဘယ်လိုမျိုးလဲဆိုတော့1500အချစ်ပေါ့928ကိုတော့မေတ္တာလို့ပြောကြတယ်ဒါတော့အချစ်ဟာဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်သိတဲ့လောက်လေးအဓိပ္ပာယ်ဖွင့်ပြခြင်းတယ်တကယ်တော့အချစ်ဆိုတာဟာလူချင်းတက်မှတ်မှုတစ်ခုပါကျွန်တော်ကမိတ်ဆွေကိုပဲချစ်ချစ်မိတ်ဆွေကကျွန်တော်ကိုပဲချစ်ချစ်လူချင်းတက်မှတ်မှုပါကိုလူချင်းတဲ့အရာသူ့မှာရှိနေလို့ကိုကချစ်တာပါကိုလူချင်းတဲ့အရာသူ့မှာမရှိတော့ဘူး
ကိုဖြစ်စေခြင်းတဲ့အတိုင်းသူမဖြစ်တော့ဘူးကိုယ့်ရဲ့အလိုဆန္ဒကိုသူမလိုက်ရောတော့ဘူးကိုယ်စိတ်တိုင်းကြသူဟာမနေပြီးတော့ဘူးမပြောတော့ဘူးမလှုပ်ဆောင်တော့ဘူးဆိုရင်အဲ့ဒီလိုလူမျိုးကိုမိတ်ဆွေတို့ချစ်အောင်မလားကဘာကြီးပေါ်မှာရှိပါတယ်ဒတခီတို့ဘာလို့ဆိုတာဒတခီရမ်းချစ်တယ်ဆိုတာအားလုံးကြားမှုရမှာပါဒါအိန္ဒိယရာဇဝင်ပါဒါသူတို့ရဲ့ဗစက်ရာဇဝင်လည်းဖြစ်ချင်းဖြစ်မယ်ကျန်းစာရာဇဝင်လည်းဖြစ်ချင်းဖြစ်မယ်ပေါ့ထားပါတော့ဒတခီအရန်ချစ်တတ်တယ်မေတီတာကိုတိတ်ချစ်တယ်လို့စာပေတွေမှာဖွင့်ဆိုတာတယ်အဲ့ဒါမေတ္တာအချစ်မဟုတ်ဘူးနော်အရန်ချစ်တဲ့လူကြီးဆိုတော့ကျွန်တော်တို့နိုင်ငံကလူငယ်တော်တော်များများနားလေတာကမေတ္တာရှင်ကြီးလို့နားလေကြတယ်မဟုတ်ဘူးလေဒတခီကမေတီတာကိုချစ်တယ်ဆိုတာပိုင်ဆိုင်ခြင်းလို့ချစ်တာသူပိုင်ဆိုင်ခြင်းတဲ့အတွက်ကြောင့်လည်းပိုင်ဆိုင်ခြင်းကြောင့်ကိုပြတာတယ်အမျိုးမျိုးကြိုးစားတယ်ဒါပေမဲ့လေအကြောင်းတရားတွေမျိုးမျိုးပေါ့ဒီချက်ကိုပဲမိတ်ဆွေတို့ကြည့်ပါအရန်ချစ်တတ်ပါတယ်လို့ရာဇဝင်တွင်ခဲ့တဲ့လူတွေတောင်မှပိုင်ဆိုင်ခြင်းတို့ချစ်ကြတာဒါလေးကိုမိတ်ဆွေတို့နားလည်ရမယ်ပိုင်ဆိုင်ခြင်းတို့ချစ်တာဟာ1500နဲ့ချစ်တာပါဒီနေရာမှာတချို့ကပြောကြမှာပေါ့ဗျာဘယ်လိုပြောမလဲဆိုတော့ငါတို့ကတော့ချစ်ပဲချစ်တာအဲ့ဒါကြီးကိုမပိုင်ဆိုင်ခြင်းသူတို့စိတ်ချမ်းသာရင်သူပြုံးပြုံနေတာလေးကိုမြင်ရရင်ပဲငါစိတ်ထဲမှာတော်တော်လေးကိုမှဝမ်းသာနေပြီငါရမ်းကြည်နူးနေရပြီလို့တချို့ကပြောလိမ့်မယ်အဲ့ဒါဆိုရင်အချစ်မဟုတ်ဘူးအဲ့ဒါမေတ္တာအချစ်နဲ့မေတ္တာကိုရောထွေးလိုက်တဲ့အခါမှာမိတ်ဆွေတို့ဘဝတွေကရှုပ်ထွေးသွားတယ်ချစ်နေမှမသိမေတ္တာမှမသိဒါပေမဲ့လည်းတေချာတဲ့အချက်ကကြတော့မေတ္တာဟာအေးမြပါတယ်မပူလောင်ပါဘူးမေတ္တာဟာတစ်ဖက်လူရဲ့စိတ်ကိုမကျဉ်းကျက်စေပါဘူးဘယ်တော့မှမချုပ်ကိုင်းပါဘူးအချက်ကကြတော့အဲ့ဒီလိုမဟုတ်ဘူးအချစ်မှာပိုင်ဆိုင်လူစိတ်ရှိတဲ့အလျောက်ချုပ်ကိုင်းမှုတွေလည်းအများကြီးရှိတယ်ဒါအချစ်နဲ့မေတ္တာကိုကျွန်တော်သိတဲ့လောက်လေးဖွင့်ပြတာပါမိတ်ဆွေတို့နားလည်ထားတဲ့အရာနဲ့လွဲမှားခြင်းလည်းလွဲမှားပါလိမ့်ဟုတ်ပြီဒီတော့ကျွန်တော်တို့ဇလန်းမော်ကိုပြန်တက်မယ်ဇလန်းမော်ကိုပြန်တက်တော့ဘာတွေ့ရလဲဆိုတော့ဆာရာဟာသူ့ရဲ့အမေဖြစ်တဲ့လော်ရင်းဆိုတဲ့အမျိုးသမီးကဘလောက်ကြီးပြောပြောသူချစ်နေတာပဲသူလက်သင့်ခံနိုင်တာပဲဆိုပြီးတော့အတင်းဇွတ်မိတ်ပြီးတော့လက်ထပ်ယူလိုက်ပါတယ်အဲ့ဒီလိုလက်ထပ်ယူလိုက်တဲ့အချိန်ကစပြီးတော့ဘဝကအမှားယွင်းနေစဖြစ်ပြီပေါ့ဗျာအစာမိတ်သူတို့အိမ်တော်ကြီးတစ်နှစ်မတိတာပါဘူး2နှစ်မတိတာသေးဘူး3နှစ်တိတာလာပြီဘာကြောင့်တိတာလာလဲဆိုတော့အစာလေးကသူယူခဲ့တဲ့ဒီယောက်ျားဟာတစ်ဖက်လူရဲ့အပေါ်မှာလွှမ်းမိုးခြင်းနဲ့ချုပ်ကန်ခြင်းနဲ့ထိမ့်ချုပ်ခြင်းနဲ့ဆိုရဲစိတ်တွေပြည့်နှက်နေတဲ့အမျိုးသားတစ်ယောက်ပါဒီတော့ဒီနေရာမှာတစ်ဖက်လူကို control လုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့နားလည်တင်တာလေးတစ်ခုရှိတယ်ဘာလဲဆိုတော့ချစ်သူကြီးသားတွေကြားထဲမှာရှိတယ်ဗျာဟိုကတော့မသွားရဘူးနော်ဒီကိုတော့မသွားရဘူးဟိုလူနဲ့မပေါင်းရဘူးဒီလူနဲ့မပေါင်းရဘူးဒီလိုလေးလုပ်ရင်တော့ငါကမကြိုက်ဘူးနော်အစရှိတဲ့ဖြစ်မော်ဗျာသူတို့ရဲ့စိတ်ခံစားချက်ကိုပေါ်ပြတဲ့လူနဲ့တကယ်လက်တွေ့မှာအဲ့ဒါတစ်ဖက်လူကိုထိန်းချုပ်နေတာစဉ်းစားကြည့်ဗျာအရင်တုန်းကဘောဘသွားလာတတ်တဲ့လူတယောက်ချစ်သူကြီးသားရပြီးတဲ့နောက်ပိုင်းမှာကောင်မလေးကသဘောမကျလို့ဆိုပြီးတော့အသွားလာလေးတွေနဲလာတယ်အရင်တုန်းကတငယ်ချင်းပေါင်းသင်းနေနဲ့ပြပြရွှေရွှေနေတတ်တဲ့လူကကောင်မလေးရပြီးသွားတဲ့အခါမှာတကယ်ချင်းပေါင်းသင်းနေနဲ့သူ့ကောင်မလေးကအဲ့လိုပေါင်းသင်းလို့တာမကြိုက်ဘူးဆိုတော့စကားလေးနည်းနည်းတန်းလာတယ်။ရေပန်းဝင်းချင်တဲ့သူဆက်သွယ်ပြတ်လာတယ်။သူကောင်မလေးကဒီအင်ကြီးဝတ်တာမကြိုက်ဘူးလို့ဆိုအဝေးစားလေးတွေပြောင်းလာတယ်။ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းမှာကိုယ့်ရဲ့ decision ဘာမှမရှိတော့။ကိုယ့် emotion နဲ့ဆိုတာဘာမှမသိတော့တစ်ဖက်လူရဲ့စိတ်ခံစားချက်နောက်ကိုပဲကျွန်တော်တို့ကလိုက်ပြီးတော့ဖြည့်ဆည်းပေးနေရတာဖြစ်သွားတယ်။ဒါလေးကိုလည်းမိတ်ဆွေတို့နားလည်စေချင်။ဒီကိစ္စဟာဘာနဲ့သွားပြီးဥပမာတူလဲဆိုတော့ရေပေါက်လေးတွေတစ်စက်ကျနေတဲ့ကြောက်တုံးတုံးပေါ့ဗျာအစပိုင်းမှာဒီရေပေါက်သေးသေးလေးဟာဒီကြောက်တုံးကြီးပေါ်ကျနေတဲ့အတွက်ကြောင့်ဘလို့မှမနေဘူးဆိုတဲ့ feeling မျိုးကိုရတယ်ဒါပေမဲ့တရက်မဟုတ်ဘူးလေလူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းကြပြီးချစ်သူကြီးစားဖြစ်သွားပြီးအိမ်တော်ကြီးတွေပါပြီးပြုတ်လိုက်ကြပြီဆိုရင်အဲ့ဒီရေစက်တွေကများလာပြီတရက်ကိုတစ်စက်နဲ့အဆက်ပေါင်းများလာတဲ့အခါမှာဒီကြောက်တုံးကြီးကအရာထင်းလာပြီတပြည့်ပြည့်နဲ့ခြိုက်လာပြီပေါက်လာပြီဒါပေမဲ့သူ့ကိုယ်သူတော့ခြိုက်နေမှပေါက်နေမှ तू မသိဘူးဘေးကကြည့်လိုက်ရင်တော့မြင်ပြီဟာရေစက်ကြလို့ဒီကြောက်တုံးကြီးပေါက်နေပြီအဲ့ဒါဟာထိန်းချုပ်မှုအကြောင်းလူတွေဟာတယောက်ကတယောက်ကို control ကောင်းကောင်းလုပ်လာပြီဆိုရင်အခုကျွန်တော်ဥပမာပေးတဲ့အရာနဲ့တူတယ်အစာပိုင်းမှာမသိတာဘူးအချိန်ကြာလာရင်သိတာပြီအခုစာရာနဲ့ဒါရီတို့နှစ်ယောက်အကြောင်းကလည်းဒီတိုင်းပဲအချိန်ကြာလာတဲ့အခါမှာတဖြည်းဖြည်းသိတာလာတနေ့မှာတော့ဘလို့အသိတာဆုံးဖြစ်လာလဲဆိုရင်စာရာတယောက်ဒါရီနဲ့ဒါရတဲ့ကိုဝင်လေးကိုလွှဲထားရတယ်ပေါ့အဲ့လိုလွှဲထားရတဲ့အချိန်မှာတစ်ဖက်ကအမျိုးသားဟာအရင်ကလိုစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုတွေမဟုတ်တော့ဘဲနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထိန်းချုပ်မှုတွေအထိပါရောက်လာတယ်။တရားနဲ့တရားစကားများရန်ဖြစ်ကြတယ်ပေါ့ဗျာ။စကားများရန်ဖြစ်တဲ့အချိန်မှာကိုဝင်အရင်မှကြီးဖြစ်နေတဲ့အမျိုးသမီးဖြစ်သူရဲ့ဘိုက်ကိုအားရပါရစောင့်တုံးလိုက်တယ်။မိတ်ဆွေမြင်အောင်ကြည့်ပါ။
ကိုဝင်ရင်မာကြီးဖြစ်နေတဲ့ one bite ကိုယောက်ျားတစ်ယောက်အားနဲ့အားရပါရစောင့်တွန်းလိုက်တာဒီလိုစောင့်တွန်းလိုက်တာဟာဥပဒေကြောင်းရဆိုရင်ကျွန်တော်တို့ကြီးကြီးမားမားဘာမှဆွဲလို့မရအောင်ဒါပေမဲ့တစ်ဖက်မှာရှိနေတဲ့ဒီကောက်ရဲ့စိတ်ပိုင်းဆိုင်ရာအရာကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုသိကြောက်စရာကောင်းတယ်ဒါနဲ့ပတ်သက်ပြီးတော့လေအင်္ဂလန်မှာဒါ criminal law တစ်ခုထုတ်ထားတာ2015ခုနှစ်တည်းရရှိတယ်ဘယ်လိုပြောလဲဆိုတော့လူတစ်ယောက်ကလူတစ်ယောက်ကိုရဲရဲဆက်ဆက်နဲ့ရိုက်နှက်တာထိုးတာကြိတ်တာပေါ့ဗျာအကြမ်းဖက်တာဒါမျိုးတွေလောက်တာထက်အခုလိုမျိုးလူတစ်ယောက်ရဲ့စိတ်နဲ့စိတ်ထားကိုအများကြီးထိန်းချုပ်တာကပိုပြီးအပြစ်ကြီးတယ်ဆိုတဲ့ဥပဒေတစ်မျိုးသူတို့မှထုတ်ထားတယ်ကျောင်းနိုင်ငံမှာကျတော့အဲ့ဒါကြီးတော့မရှိဘူးနဲ့တူတယ်နော်မင်းတို့စဉ်းစားကြည့်နော်လူတစ်ယောက်ကလူတစ်ယောက်ကိုလက်သီးတွေနဲ့ထိုးတယ်ဘာကြီးနဲ့ရိုက်တယ်ပေါ့ဗျာခြေထောက်တွေနဲ့လည်းကန်တယ်ဒီလိုမျိုးလောက်တာထက်တောင်မှဒီလူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုထိန်းချုပ်တာကပိုပြီးအပြစ်ကြီးတယ်ဆိုတဲ့ပုံစံမျိုးကိုလုပ်ထားတာဒီကနေ့ပတ်သက်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာသုတေသနပညာရှင်တွေကလည်းဒီအတိုင်းဆုံးဖြတ်ထားတာကမ္ဘာကြီးပေါ်မှာရှိသမျှလူတွေဟာဥပမာဆိုစစ်ပွဲတစ်ခုပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ထိုးကြကြိတ်ကြအိမ်ပဲဖြစ်ဖြစ်ဒီလိုလုပ်တယ်ဆိုတာကပိုပြီးတိတ်ပဲရှိတယ်တဲ့အဲ့လိုမဟုတ်ဘဲနဲ့လူတစ်ယောက်ရဲ့စိတ်ကိုအနောက်ကနေဒစိမ့်စိမ့်နဲ့ control လုပ်တာကကမ္ဘာအကျဉ်းဖတ်မှုအကြီးကြီးထိကိုဖြစ်ပွားစေနိုင်နေဆိုပြီးတော့တို့ရကောက်ချက်ချတာတယ်ဒါတို့နှစ်ကိုဆယ်ချီပြီးတော့သုတေသနလုပ်ထားတဲ့အရာတွေရဲ့ result နော်ပါရီပါချက်ရမ်းပြောတာမျိုးမဟုတ်ဘူးထားတော့ဗျာဒီတော့ဒါအဲ့ဒီလိုမျိုးလက်နဲ့တွန်းလိုက်တဲ့ကိစ္စကြောင့်စာရာတယောက်ဘာလုပ်ရလဲဆိုတော့သူ့ရဲ့ကိုယ်ဝင်လေးများပြတ်ကျသွားပြီလားဆိုပြီးတော့စေးရုံမှာသွားပြီးတော့ဒီကိုယ်ဝင်ကိုဒါဓာတ်မှန်တွေပါရိုက်ကြည့်ရတယ်ပေါ့ရိုက်ကြည့်တဲ့အခါမှာခလေးကတော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ပေမဲ့လေသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအရာတော့တော်တော်ကြီးကိုထိခိုက်သွားပြီဒီကောင်ဟာတဖြည်းဖြည်းနဲ့ပူဆိုးလာပြီးနောက်ကျောင်းတွေကိုပြန်တွေးလာပြီလေကျွန်တော်တို့လူတွေဆိုတာကမှုန်နေတဲ့အချိန်မှာကောင်းကောင်းမသိဘူးဒါပေမဲ့အဲ့ဒီအမှုန်ကိုရက်စီတဲ့ကိစ္စတစ်ခုဖြစ်သွားပြီဆိုရင်အနောက်မှာမှုန်ခဲ့တဲ့မြတွေကိုပြန်စဉ်းစားတယ်အခုလေဒီတိုင်းပဲစာရာတွေကိုပြန်စဉ်းစားပြီဒီကောင်နဲ့စပြီးပတ်သက်တဲ့ဒီကောင်ရဲ့ထိန်းချုပ်မှုတွေအများကြီးစဉ်းစားပြီစဉ်းစားကြည့်လိုက်တဲ့အခါမှာ तू ဘာတွေးရလဲဆိုဒီကောင်ကအလုပ်လဲကောင်းကောင်းမလုပ်ဘူးအလက်ကားနေဟိုသွားတာမကြိုက်ဘူးဟိုလိုနဲ့စကားပြောတာမကြိုက်ဘူးအခုအချိန်မှာ तू ပြန်စဉ်းစားမိတဲ့အချိန်မှာ तू ကတငယ်ချင်းအပေါင်းအသင်းအောင်အများကြီးမရှိတော့ဘူးအင်းကြီးနာချင်းမျိုးသမီးတယောက်နဲ့အပြင်မှာ तू အရန်ခင်ရတယ်တငယ်ချင်းတယောက်ဒါပဲရှိတော့တာလေအရင်တော့က तू ကအပေါင်းအသင်းတငယ်ချင်းတိတ်များတာအများကြီးပဲ तू မှာတငယ်ချင်းပေါင်းအသင်းနေရှိတယ်ဒါပေမဲ့ဒီကောင်နဲ့အိမ်အောင်ချလိုက်တဲ့3နှစ်အတွင်းမှာတကယ်ကြီးပေါင်းတင်နေအများကြီးနဲ့ဆက်သွယ်ပြတ်သွားပြီအလုပ်နဲ့အိမ်နဲ့အလုပ်ဖြစ်လာတယ်အခုလိုမျိုးကိုဝင်ရင်မာကြီးဖြစ်နေတဲ့အချိန်မှာတော့သူကအလုပ်တွေလုပ်နေရတော့ကိုကောင်ကတော့ဘာမှမလုပ်ဘူးအလက်ကားတွေဟိုလိုမနေနဲ့ဒီလိုမနေနဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပဲထိန်းချုပ်နေတာဒီတော့သူစဉ်းစားမိသွားပြီဒီတော့သူစိတ်ထဲမှာဘာတွေးလိုက်လဲဆိုတော့ခလေးမွေးပြီးရင်ငါဒီကောင်နဲ့လမ်းခွဲမယ်လို့သူဆုံးဖြတ်လိုက်တယ်တကယ်လည်းမှန်ပါတယ်ခလေးမွေးပြီးတိတ်မကြခင်မှာတော့ဟိုကောင်ရဲ့ထိန်းချုပ်မှုတွေကလည်းလက်ပါတဲ့အထိဖြစ်လာပြီတခုခုပြောတယ်ဘောကဒီနေရာကိုမသွားနဲ့လို့ပြောထားရတဲ့နဲ့စာရကသွားလိုက်ပြီဆိုရင်လက်တွေနဲ့ရိုက်တာနှက်တာထိုးတာကြိတ်တာတွေဖြစ်လာပြီဒီတော့သူလည်းစိတ်ကိုဒုံဒုံချပြီးတော့2018ခုနှစ်ကျော်တယ်2019အစကိုရောက်တဲ့အခါမှာတော့ဒီကောင်ကိုလုံးဝကိုတရားဝင်လမ်းခွဲလိုက်ပါတယ်အဲ့လိုလမ်းခွဲလိုက်တဲ့ကိစ္စကြောင့်လည်းအများကြီးပြဿနာတွေဖြစ်သေးတယ်ဗျဒီနေရာမှာလမ်းခွဲတဲ့အပိုင်းကိုလည်းကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအရာတစ်ချိန်ပြောပြမယ်အဲ့ဒါကမှလည်းဆိုတော့အရင်ထိန်းချုပ်လုံးတဲ့လူတစ်ယောက်ကိုလမ်းခွဲလိုက်တာဟာအန်ဒီရဲ့အမတမ်းမှကြီးတယ်အဲ့လမ်းခွဲပြီးတဲ့အချိန်ကာလခဏလေးကတိတ်ကြောက်စရာကောင်းတယ်ဘာလို့လဲဆိုတော့ဒီကောင်ဟာအေးစစ်စစ်နဲ့လက်ခံမယ်လို့မဟုတ်ဘူးလေလက်ခွဲခြင်းကိုတာမန်ကျွန်တော်တို့စိတ်ချနေမှန်တဲ့လူတွေတောင်မှအမြဲတမ်းဗျာအေးစစ်စစ်နဲ့လက်ခံဖို့ဆိုတာတိတ်ခက်တကယ်တယ်အခုလိုမျိုးကောင်ဆိုရင်တော့ပိုဆိုးတာပေါ့ဒီသူကလက်မခံကြဘူးလက်မခံကြပေမဲ့လည်းတရားဥပဒေကြောင်းကြီးကလမ်းခွဲလိုက်တာဆိုတော့နောက်ဆုံးမှလမ်းခွဲပြစ်သွားတယ်ပေါ့လမ်းခွဲပြစ်ပေမဲ့လည်းသူတို့ကအမှားယွင်းတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အိမ်တော့တွေကိုကြားကြားနက်နက်အစ်စ်ပြန်မလုပ်ဘူးပုံပြီးဆိုတာကဘာလဲဆိုတော့ဆာရာဟာဒီအိမ်မှာပဲသူပြန်နေပြီးတော့အိမ်တော့တွေလည်းမပြောင်းဘူးအဲ့ဒီတော့အဟောင်းတွေကလည်းဟိုကောင်းစီမှာရှိတယ်ဟိုကောင်းလည်းမပေးဘူးပြီးတော့သူတို့နဲ့ရထားတဲ့ခလေးကလည်းသူနဲ့တူတူနေတာဒီတော့ဘာဖြစ်သွားပြီလဲဆိုတော့အရန်ဆိုးသွမ်းလုံးနဲ့ဖခင်တယောက်နဲ့အေးစစ်စစ်နေခြင်းလုံးနဲ့မိခင်တယောက်ရဲ့ချားမှာရောက်နေတဲ့ခလေးတွေဖြစ်သွားပြီဒီတော့ဒီခလေးတွေကိုထိန်းချုပ်ဖို့ဆိုတာတိတ်ခတ်သွားပြီဘယ်လိုခက်တာလဲဆိုရင်တစ်ဖက်မှာရှိနေတဲ့ကောင်ကအရန်ဆိုးလုံးနဲ့ဖခင်ဗျဒီလိုဖခင်တယောက်နဲ့အေးစစ်စစ်နေခြင်းနဲ့မိခင်တယောက်ကဒီကလေးတယောက်ကိုပြည့်စုံပြိုးထောင်မယ်ဆိုအမတမ်းမှဟိုစက်ညစ်ဘက်ဖြစ်လုံးနေဗျာသိရမလားလောကတကယ်ဝီတော်တွေဖြစ်နေတဲ့ကိစ္စကြီးဘာမှမအဆက်ဘူးတယောက်နဲ့တယောက်ကဒီကလေးကိုထိန်းချုပ်တဲ့ဘိုင်းကလည်းပြဿနာဖြစ်တယ်လို့သူတတိမထားမိတဲ့အဲ့ဒီအိမ်တော့ကိစ္စကလည်းနောက်ပိုင်းမှာအကြီးကြီးဖြစ်သွားတယ်ဘယ်လိုဖြစ်တာလဲဆိုတော့2022ခုနှစ်ကိုရောက်တဲ့အခါမှာဆရာတယောက်သူ့ရဲ့အဖိုးဖြစ်သူကတည်ဆုံးသွားတယ်အဲ့ဒီအဖိုးဟာသူ့ကိုအဆက်ဆက်ရမှာအမြဲတမ်းကာကွယ်ပြီးခဲ့တယ်သူ့ကိုအမြဲတမ်းလိုလေသေးမရှိအောင်ထားပေးခဲ့တဲ့အဖိုးဒီအဖိုးဟာသေဆုံးသွားတယ်ပေါ့ဗျာ
ဒေဆုံးသွားတဲ့အခါမှာသူ့ရဲ့စိတ်သက်တွေအရန်ကျသွားပြီးတော့စိတ်မဲဆိုင်ရာအများကြီးထိခဲ့တယ်အဲ့ဒီအချိန်မှာတော့ဟိုကောင်ကသူ့ကိုတစ်ဖက်ကနေလာပြီးတော့အမြဲတမ်းဒီကလေးလေးကိုအကြောင်းပြုပြီးသူ့ရဲ့သမီးလေးကိုအကြောင်းပြုပြီးတော့အမျိုးမျိုး control တွေလာလုပ်တဲ့အခါမှာသူဟာလုံးဝတိမခံနိုင်တော့ဘဲနဲ့ဒီချိန်တော့တရားရုံးကိုတိုင်ပြီးတော့ဒီကောင်ငါနဲ့ဂိုက်ဘလောက်အကွာမှာပဲနေရမယ်ဆိုတော့ဒါတိုင်ကြားချက်တွေသူလှုပ်လိုက်တော့တရားရုံးကလည်းဒီအချက်တွေကိုလက်သင့်ခံတယ်အဲ့လိုမျိုးတစ်ဖက်ကလက်သင့်ခံလိုက်တာဟာတရားရုံးကလက်သင့်ခံလိုက်တာအဲ့လိုအမိတ်ထုတ်ပေးလိုက်တာတစ်ဖက်မှာရှိတဲ့ဓာရင်အတွက်ကြတော့တိတ်ပြီးတော့ကြောက်စရာကောင်းသွားတယ်ငါရဲ့ယောက်ျားမာနကိုထိခိုက်တာပဲငါ့ကိုစော်ကားတာပဲဆိုတော့စိတ်မျိုးတွေသူကတလွဲစပင်ကောင်းနေတဲ့လူဆိုတော့အဲ့လိုမျိုးကြီးသူခံစားပြီးတော့ညတညမှာတော့9 နိုင်ကျော်10 နိုင်ဝင်းကျင်မှာဒါရင်တယောက်အိမ်တော့ကလည်းသူ့မှာရှိနေရဆိုတော့အိမ်ထဲကိုဝင်လာတယ်အဲ့လိုဝင်လာတဲ့အခါမှာဆာရာကဘယ်သူနဲ့ရှိနေရလဲဆိုတော့သူ့ရဲ့တငယ်ချင်းအမျိုးသမီးတယောက်နဲ့ထမင်းစားဖို့လုပ်နေတာတင်တာစားဖို့လုပ်နေတာအဲ့လိုလုပ်နေတဲ့အခါမှာဟိုကောင်ကရောက်လာတော့သူကဒေါ်ကြီးမောကြီးနဲ့နေလာလို့မရဘူးငါအရင်ဥပဒေအကြောင်းအရာကြီးထုတ်ထားတယ်ဘာညာအတင်းပေါက်ကွဲပြီးတော့ဗောဗျာဟိုအိမ်ထဲကနေနှင်ထုတ်တယ်နှင်ထုတ်တော့ဟိုကောင်ကတော့မထွက်ဘူးတိုင်ကျင်တဲ့နေရာကိုတိုင်းဆိုတဲ့ပုံစံမျိုးနဲ့ထိုင်ကုန်ပေါ်ထိုင်းနေတယ်ဒီတော့သူလည်းဘာတွေးလဲဆိုတော့ဆာရာလေးဩပြီးမှဒဇိန်လေးရှိနေရပဲအသိခံလိုက်မယ်ဆိုပြီးသူတို့ထမင်းတွေပါတူတူစားကြတယ်အဲ့လိုစားကြပြီမလဲထမင်းစားစပွဲမှာလည်းပြဿနာတွေမျိုးမျိုးဖြစ်တယ်တယောက်နဲ့တယောက်ကရန်စကားတွေပဲတောက်လျှောက်ပြောနေတယ်အဲ့တော့ဝယ်စားတော့ပြီးသွားတဲ့အခါမှာတော့ဒါဆာရာကလည်းသူ့ရဲ့တငယ်ချင်းကိုသူနေရာမအိမ်ကိုပြန်ပို့ပေးတယ်ပြန်ပို့ပေးပြီးတော့လူကဖြစ်ချင်လိုက်ပြောတာပါသူကလည်းဒီအိမ်ပဲပြန်လာတာအမှန်တူဒီကောင်အိမ်မှာရှိနေတာပြန်လာစရာမလိုဘူးဗျာနော်တခုခုဖြစ်တော့မှလည်းဘယ်သူမှမရှိတော့တခုခုဖြစ်တော့မှရန်နေဖြစ်ရတော့ပြီဆိုတော့ तू သိရတာလေဘာဖြစ်လို့ပြန်လာလဲဆိုတော့တွေးကြရတော့မှကျွန်တော်တို့ဟိုတွေးရတာခက်တယ်ဗျာဒီဘက်ကကျတော့ကျွန်တော်တို့ဘုရားဘာသာရှုထောင့်ကသွားကြည့်တေးချင်းတန်လို့ပြန်လာတယ်လို့တော့မှပြောလို့ရတယ်တင်းနေစီပြီဆိုရင်ရှောင်လဲလို့မရဘူးဆိုတော့ဟုတ်တယ်လေအသက်ခံလိုက်ရတာကတော့ဒါည7 နာရီဝန်းကျင်မှာအသက်ခံရတာပါအိမ်ထဲမှာဒုံးဆိုတဲ့အတန်ကြီးကိုကြားလိုက်ရလို့ဘဝချင်းမှာရှိတဲ့ဒါသူ့ရဲ့တငယ်ချင်းတယောက်ကတော့မှဒါမက်ဆေ့လှမ်းပို့ပြီးတော့မေးပါသေးတယ်ဒါပေမဲ့လည်းမျိုးသမီးကတော့အဲ့မေးတဲ့အချိန်မှာတည်သွားပြီဘာလို့လဲဆိုတော့ဒါရင်ကအဲ့ဒီမက်ဆေ့ကိုပြန်ချောင်းပြန်လိုက်တယ်အိမ်ထဲမှာလာသူတို့မွေးရတဲ့ခွေးအပေါ်ထဲကနေအောက်ကိုခုန်ချလို့အဲ့လိုအတန်ကြီးမြည်သွားတာပါဆိုပြီးတော့မက်ဆေ့တွေပါတော့ပြန်လိန်ပို့ပြီးတော့ဒါမနဲ့မိုးမလင်းကြီးပဲအိမ်ပေါ်မှာရှိနေတဲ့သွေးတွေပါတွေကိုတန်ရှင်းရေးလုပ်ပြီးတော့အဲ့ဒီအလောင်းကြီးကိုသူ့ရဲ့ကားနောက်ဖုံးနဲ့ထည့်ပြီးတော့တည်သွားတယ်ဘယ်နေရာကိုတည်သွားတာလဲဆိုတော့ဒီမြို့နဲ့အလံဝေးတဲ့ဒေါ်တစ်ခုတည်းကိုသူကတည်သွားတယ်တည်သွားပြီးတော့အဲ့ဒီမှာဒါနေမြုပ်ပလိုက်တယ်ပေါ့ဗျာဒီတော့အမှုကတော့တာမန်ကြည့်မယ်ဆိုရင်လုံးဝပေါ်စရာအကြောင်းမရှိတော့တခါတလေမှာကျွန်တော်တို့ကြောက်စရာကောင်းတဲ့ကိစ္စတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီကြောက်စရာကောင်းတဲ့အရာတွေကကျွန်တော်တို့နီးနီးလေးတွေရှိတယ်ဘာလဲဆိုရင်ကျွန်တော်တို့ကင်နေတဲ့ဖုန်းပြန်ကျွန်တော်တို့ကင်နေတဲ့ဖုန်းဟာကျွန်တော်တို့လက်ထဲမှာရှိနေတဲ့အချိန်မှာတော့ဥပမာဗျာ Facebook သုံးတာကြိုက်တဲ့လူက Facebook သုံးတတ်မယ် TikTok ဆော့ရတာကြိုက်တဲ့လူက TikTok ဆော့တတ်မယ်ဓာတ်ပုံလေးတွေရိုက်ရတာဝါသနာပိုင်းဓာတ်ပုံလေးတွေရိုက်မယ်YouTube တွေပါကြည့်ရတာဝါသနာပိုင်းလူကြတော့ YouTube ကြည့်မယ်ဖုန်းပြောမယ်တယောက်နဲ့တယောက်စကားတွေပြောမယ်ဒီလောက်ပဲဒါပေမဲ့ဒီဖုန်းတွေဟာအန်ဒီရဲ့တော်တော်များတယ်ဘလို့အန်ဒီများလဲဆိုအခုလိုမျိုးမှုကိစ္စတွေမှာအန်ဒီရဲ့များတယ်ရဲတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနက်မိုးလင်းလို့ဒါတည်သွားတဲ့အခါမှာတော့ဘာလို့လဲဆိုတော့ညတော့နောက်ဆုံးတွေးခဲ့တဲ့လူတွေကိုခေါ်တယ်သူတို့ရဲ့ဖုန်းတွေကိုကောက်စစ်လိုက်တယ်စစ်တဲ့အခါမှာတခြားအမျိုးသမီးတယောက်ရဲ့ဖုန်းကတော့ရိုးရိုးရှင်းရှင်းပဲဒါပေမဲ့ဒါရီရဲ့ဖုန်းမှာကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်ဟာဒီအိမ်ကိုလာသွားတယ်ဆိုတော့တက်တည်တွေပြဖို့အတွက်ဒီက Wi-Fi ရင်းနဲ့သူချိတ်သွားတယ်နော် Wi-Fi ရင်းနဲ့ချိတ်သွားတဲ့အရာကိုလေဒါတွေ့ရတယ်ကျွန်တော်တို့တာမန်လူတွေဖုန်းသုံးနေတယ်ဗျာဥပမာတစ်ခုနော်ဖုန်းသုံးထားတယ်ဆိုရင် Wi-Fi တခုချိတ်လိုက်တယ်ချိတ်ပြီးတော့အဲ့ဒီ Wi-Fi ကိုဖုန်းထဲမှာကျန်ခဲ့တာလေဟုတ်တယ်မလားဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖြတ်လိုက်မယ်ဆိုမရဘူးလားရတယ်ဒါပေမဲ့တကယ်နီးပညာအစစ်နဲ့စစ်မယ်ဆိုရင်တော့မရဘူးအဲ့ဖြတ်ထားတဲ့အရာတွေပါအကုန်ပေါ်တယ်အခုလည်းအဲ့တိုင်းပဲသူကဖြတ်ထားပြီပဲပေါ်တယ်နောက်တစ်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီဖုန်းဟာ location တောက်လျှောက်ဘယ်ကိုသွားထားတယ်ဆိုတာတွေပါအကုန်ပေါ်တာချစ်ရဇလန်းတွေမှာလည်းဒီတိုင်းပါပဲဖုန်းကြောင့်မိသွားတဲ့ကိစ္စတွေအများကြီးပဲအခုဒီဇလန်းမှာလည်းအဲ့တိုင်းပဲအဲ့ဒီကောင်ဟာဖုန်းကြောင့်ပဲမိတာပါဒီအနီးနားဆုံးကတာဝရိုင်းတစ်ခုနဲ့သူချိတ်ဆက်ခဲ့တာတွေရောပြီးတော့ဒီဖုန်းရဲ့ location ရဲ့အဲ့ဒီနေရာကိုသွားခဲ့တာရောလမ်းမှာရက်ခဲ့တာတွေရောပြီးတော့အဲ့တောဆက်ထဲမှာဖလက်မီကို19ကအခါ20လောက်ထိဖွင့်လိုက်ပေးလိုက်လှုပ်ထားတာတွေရောပြီးတော့အဲ့ဒီပတ်လည်မှာခြေလမ်းပေါင်း200ကျော်လောက်ရှောက်ထားတာတွေရောဒါ iPhone တွေရဲ့ပြဿနာပေါ့နော် iPhone တွေမှာအဲ့လိုပြဿနာတွေရှိတယ်အဲ့ဒီခြေလမ်းပေါင်းတွေကိုလည်းအဲ့ဒီဖုန်းထဲမှာအကုန်ပေါ်ညာလို့ကလည်းမရနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဒီမှုနဲ့ပတ်သက်ပြီးဒီကောင်တက်တယ်ဆိုတာထင်ရှားသွားပါတယ်ဒါတော့မှဒီကောင်အစာပိုင်းမှာညင်းပါသေးတယ်သူ့ဘာသာတည်သွားတာပေါ့နော်သူ့ဘာသာတည်သွားတာကိုသူကဒါကြောက်လန့်ပြီးတော့ဒီအလောင်းကြီးကိုဖျောက်လိုက်တာဆိုပြီးတော့သူကပြောတာဒါပေမဲ့လည်းယုတ်တိမရှိပါဘူးလူသားမှုကြီးကအရန်ထင်ရှားနေရဆိုတော့ဒီကောင်တက်တယ်ဆိုပြီးတော့ပဲဒါတရားရုံးကမင်းချတယ်တရားရုံးကမင်းချတော့ဘယ်လိုချလိုက်လဲဆိုတော့အနည်းဆုံးထောင်ဒဏ်18နှစ်လောက်ထိကိုထောင်ချပြီးမှ
ဒါအယူခံတွေဘာတွေဝင်လို့ရမယ်ဆိုတော့အဲ့နောက်ပိုင်းမှာဝင်ရမယ်တကယ်လို့အယူခံမရခဲ့ဘူးဆိုတော့ဒီကောင်တက်ကြုံပေါ့ဗျာဒီမိတော့မချဘူးပေါ့ဒါပါတော့ဒါဒီဇလန်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အခုကြားလိုက်ရတာတွေဟာဒီဇလန်မှာဆိုရင်တော့အများကြီးကျွန်တော်တို့အတွက်အသုံးဝင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာမိတ်ဆွေတွေအပေါင်းအသင်းတွေထဲမှာတယောက်ကတယောက်ကိုအရန်ထိန်ချုပ်နေတဲ့လူမျိုးတွေနဲ့ကြုံရပြီဒါမှမဟုတ်မိတ်ဆွေကိုယ်တိုင်ကလည်းအဲ့လိုထိန်ချုပ်တတ်တဲ့လူမျိုးဆိုရင်တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာပြန်ပြီးတော့ပြင်ပါ relax လုပ်လိုက်ပါတရားတွေပါတွေထိုင်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုနည်းနည်းပါးပါးစိတ်ပိုင်းဆိုင်ရာတွေကိုပြန်ပြီးတော့ reflect လေးပါတွေလုပ်လိုက်ကြအောင်နော်ကျွန်တော်တို့မှားနေပြီဆိုတာကိုပြန်ပြီးသုံးသပ်တကယ်တော့ကျွန်တော်ခဏပြောမှုတွေကမ္ဘာလောကကြီးပေါ်မှာဘယ်သူကမှဘယ်သူကိုထိန်းချုပ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အားလုံးဟာကိုတော့မှထိန်းချုပ်လို့မရတဲ့လူတွေပါ။ဟုတ်ပြီဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်ရှိရင်ကျွန်တော်ကို comment မှာမှတ်ခဲ့ပေးပါအောင်ဗျ။ကျေးဇူးပါကျွန်တော်တို့နောက်တစ်ပုဒ်မှာပြန်တွေ့မယ်။ဒီဗီဒီယိုကမိတ်ဆွေအတွက်တစုံတရာအကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုကိုလက်မလေးနှိပ်ခဲ့ပေးပါအောင်ဗျ။